job နဲ့ work နဲ့ပါကွာလေးပေါ့နော်သူတို့နှစ်ခုမြန်မာပြန်လိုက်တဲ့အခါမှာအလုပ်ဆိုပြီးပါပြန်ပြီမယ်တကယ်ကြောင့်မတူပါဘူးအဲ job ဆိုတာကြတော့ကိုလောက်ရရဲ့အလုပ်ရာထူးပြောချင်တာဥပမာဆိုလို့ရှိရင်teacher doctor အဲ့လိုမျိုးရာထူးတွေအကုန်လုံးကို job လို့ခေါ်ရဲပြီးရင် job ကိုရေးသွင်းလို့ရဖြစ်တဲ့အတွက်ကြောင့် s ပေါင်းထည့်ပြီးသုံးလို့ရရဲ I have 2 jobs I have 4 jobs ဆိုပြီးအဲ့လိုရေးသွင်းပြီးသုံးလို့ရပါတယ်နောက်တစ်ခု work ပေါ့နော် work ကကြတော့သူကဒီလောက်ရရဲ့အလုံးမှန်နေများကို work လို့ပြောတာဥပမာဆရာမတရားဆိုလို့ရှိရင်သူအနေနဲ့စာတင်ရတာမျိုးစာစစ်ရတာမျိုးအဲ့အရာတွေကသူ့ရဲ့ work တွေပေါ့နော်သူလောက်ရရဲ့အလုပ်တွေဖြစ်ပါတယ်ပြီးရင် work ကကြတော့ရေးတွက်လို့မရတဲ့အတွက်ကြောင့်မလို့ s ပေါင်းထည့်ပြီးသုံးလို့မရပါဘူးဆိုတော့ဘယ်လိုအလွယ်မှတ်ထားမလဲဆိုရင် job ဆိုရင်ယာထူးတွေအဲ့ဟာတွေ job တွေပေါ့နော် work ဆိုလို့ရှိရင်လောက်ရရဲ့အလုပ်တွေ